မင်္ဂလာပါကိုကြီးတဲ့အိမ်နှိချံဝယ်ထားတာမြေစင်းုံမှာသွားစစ်ကြည့်တဲ့အခါမှာရွာမြေဖြစ်နေတယ်တဲ့အရှိကမျက်နှာက35 25ဖြစ်နေလို့စာရွက်ထုတ်မရဘူးတဲ့စာချုပ်ဆက်ရှိတယ်တဲ့ခိုင်မာလားဆရာတဲ့ခိုင်မာပါတယ်တချို့ရွာမြေတွေဆိုရင်ဘယ်လိုတွေ့ရလဲဆိုတော့ကျွန်တော်တို့အချင်းချင်းအနှိချံရောင်းမလားငါဝယ်မယ်ရောပတ်စံဆိုပြီးဝယ်ထားကြတာရှိတယ်စာချုပ်တော့မရှိကြဘူးဒီလိုမျိုးတွေလည်းရှိကြတယ်ပေါ့နော်ဒါပေမဲ့ကိုကပြန်ဝယ်တာတော့ကိစ္စမရှိဘူးပြန်ရောင်းတဲ့ခါကျရင်ဆက်လေးမိအောင်လုပ်ပေါ့နော်ဒါလေးတွေကျွန်တော်အကြံပေးခြင်းနဲ့ပြီးတော့ရွာမြေတိုးချဲ့ဆိုပြီးတော့လယ်မြေတွေရောင်းတာမျိုးတွေရှိကောင်းရှိတတ်တယ်ဒါကြောင့်မြေစင်းစစ်ပြီးတေချာဝယ်ပါရွာမြေဆိုရင်ရွာမြေနဲ့ကိုက်ညီတဲ့အင်္ဂါချက်တွေကျွန်တော်ပြောပြပေးမယ်နော်ရွာမြေဟုတ်မဟုတ်ဘလို့သိနိုင်လဲဆိုရင်စာတင်ကျောင်းရှိရမယ်ကျေးရွာအုပ်ချုပ်ရေးမှုရုံးရှိရမယ်မြို့နယ်စီမံသားရေးမှာ3လတစ်ချိန်ကောက်ခံတဲ့စာရွက်ရှိရမယ်ဒါဆိုရွာမြေမှန်တယ်နောက်တစ်ခုကရွာမြေရဲ့အတချက်တွေရွာမြေရဆိုရင်ဈေးနှုန်းတက်တာတယ်လူတွေထိုင်လို့ရတယ်မြေကုန်တက်တန်းတိုးစရာမလိုဘူးအခွန်မဆောင်ရဘူးပြီးတော့ပိုင်ဆိုင်မှုအငင်းပွားရင်ဥပဒေကမဖြေရှင်းပေးဘူးเนาะအဲ့တော့ကိုယ့်ရဲ့စာရွက်စာတမ်းကိုခိုင်မာအောင်လုပ်ချမ်းတေချာခက်ဒါဆိုရင်အဆင်ပြေလိမ့်မယ်เนาะခုနပြောတဲ့ရွာမြေတိုးရှဲဆိုပြီးရောင်းနေတဲ့လယ်မြေတွေရှိကောင်းရှိမယ်သတိထားပါရွာမြေဆိုပြီးလွတ်လွတ်စပယ်မဝယ်နဲ့မြေစင်းမှာတေချာစစ်ပြီးမှဝယ်ပါเนาะကျွန်တော်တို့ဒီလိုမျိုးမေးခွန်းလေးတွေမေးလာတဲ့ခါကျရင်တချို့မေးခွန်းတွေကအဖြေကမေးခွန်းပေါ့မေးခွန်းကမပြည့်စုံဘူးမပြည့်စုံတဲ့ခါကျရင်ကျွန်တော်တို့ကဖြေရခက်တယ်အဲ့တော့တိတိကျကျလေးနဲ့မေးပေးပါမေကုန်းတေချာလေးဖြစ်မယ်ဆိုကျွန်တော်တို့ကဖြေပေးလို့အဆင်ပြေတယ်တချို့အရာတွေကြတော့ဥပမာဒီရွာမီနဲ့ပတ်သက်ပြီးမေးတာဆိုကျွန်တော်အများကြီးရှိတယ်အဲ့တော့ဒီမေကုန်းလေးကကောင်းတဲ့ခါကျတော့ကျွန်တော်တစ်ခါတည်းဖြေပေးလိုက်တာเนาะကျွန်တော်မှရွာမီနဲ့ပတ်သက်ပြီးမေးထားတဲ့အကိုတွေဒီကိုမောင်နှမတွေလည်းတစ်ခါတည်းကျွန်တော်ဖြေပေးလိုက်တယ်เนาะဒါကြောင့်သိကျင်တဲ့အကြောင်းအရာများလဲကျွန်တော်ကွန်မန့်မှာတေချာလေးရေးပါပေးပါပြီးတော့ဒီ9လပိုင်းနဲ့မှာကျွန်တော်တင်တန်းဖွင့်မယ်တင်တန်းဖွင့်တဲ့ခါကျရင်မြေရဲ့အခွင့်အလမ်းပေါ့မြေကိုအတုံးချပြီးတော့ဘလို့အခွင့်အလမ်းတွေရမလဲဘလို့ငွေကြေးကိုလုပ်လို့ရမလဲဆိုတာကိုကျွန်တော်ဗီဒီယိုလေးနေနဲ့sorry zone အနေနဲ့ကျွန်တော်လုပ်ပေးထားလိမ့်မယ်เนาะ3တစ်ပတ်မှာ2ရက်3ပတ်နဲ့ပေါ့เนาะ3ပတ်တစ်ခါတည်းကျွန်တော်တင်ပေးမယ်အကြောင်းအရာလေးလည်းကျွန်တော်တင်ပေးရတယ်ဘာတွေတင်ပေးမလဲပေါ့เนาะ Zoom meeting လေးနဲ့ Zoom အစီအစဉ်လေးနဲ့ကျွန်တော်လုပ်ပေးမယ်တင်တန်းကြီးကတော့တက်မလူတွေဟိုစိမ်းတော့ပေးလာကြပြီများလာပြီเนาะမိတ်ဆွေတို့လည်းတက်ရှင်နေဆိုရင်စုံစမ်းနိုင်ပါတယ်เนาะလာပြီးမေးမြန်းလို့ရပါတယ်အဓိကတော့ကိုဝယ်မဲ့မြေခွက်တစ်ခွက်ကအနည်းဆုံးမရှိဘူးဆိုရင်300နဲ့900ခန်းကျန်1000ကျော်တယ်ချို့ဆိုရင်1000ရှိတယ်ပေါ့ကိုမြေရောက်နားမလဲဘူးဆိုရင်မြေနဲ့ပတ်သက်ပြီးတော့ကိုအခွင့်အလမ်းတွေဆုံးရှုံးတယ်เนาะဒါကပြောမယ်ဆိုရင်ဒါမြေခွက်အသေးမို့လို့တချို့မြေခွက်ကျယ်တွေဝယ်တဲ့ခါမှကြီးအရန်ကုန်မှာတတိထားရတယ်စာဝတ်ဆန်တဲ့ကိစ္စတွေအကုန်လုံးကျွန်တော်တို့တေချာလေးတင်ကြပြမှာဖြစ်ပါတယ်ဟုတ်ကဲ့သိကျင်တဲ့အကြောင်းအရာများကျွန်တော်ရဲ့ comment မှာမေးသွားလို့ရပါတယ်ကျွန်တော်ကိုဆိုင်မှာ Rhyming Real စိတ်ကပါဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်